ဈေးပေါ်လူတယ်ဆိုတဲ့လူတွေနော်ဒီမှာကာတန်နည်းနည်းသူဈေးနဲ့တူဗျာ original or jolly မှာရှိုးဒီကောင် engine 1.5 ပဲနော် engine 1.5အဲပဲဒီပါတော့ပွင့်ထားပြဿနာမရှိပါဘူးဝစ်တောက်ကဘာမှမဖြစ်ဒီကောင်30ပပရှော့နဲ့ရောင်းပေးမယ်နော်ဒီမှာပစ္စည်းတင်มาတော့ဘာတော့ခုံခောက်ပြီးမှလူပါအဲ့လိုရသေးတယ်အတွင်းခန်းတွေပြမယ်အင်ဂျင်ခန်းတွေပြမယ်နော်ဈေးဆေးရတော့တစ်စီးလုံးမိတ်အင်ဒီတင်ပေါ့ဗျာအိမ်မှာရွှိုင်းနေဆေးသူ့ဟာနဲ့တူတော့ကြည့်လို့လှတယ်မစိုးနော်အင်ဂျင်ခန်းရှိုးလိုက်အင်ဂျင် 1.5 5AF နဲ့ဒီမှာရှော့ပါအထိုင်နေရအစားကြည့်လိုက် original ဘာမှမရှိသေးဘူးနော်တော့နာတွေဘာမှမရှိဘူး original တိုင်းရှိသေးတယ်ရိုးစစ်တွေပါအကုန်လှရှိုးတူဟာနဲ့တူဈေးတန်းနဲ့တူဗျာလုပ်ငန်းတုံးဈေးပတ်တွေဘာတွေတွားမယ်ဆိုရင်အေးဆေးပဲနော်30ဟိုမှပထက်လျှော့ပေးဦးမယ်ငြိမ်လေးအင်ဂျင်တန်လဲနားထောင်ကြည့်လိုက်ဗျာမြတ်ဆိုင်ကယ်တစ်စီးသာကလစ်ဘိန်းတစ်စီးသာတော့မရှိဘူးနော်30အောက်ဆိုတော့30ကိုပလေးလျှော့ပေးမှာစီဘိုးပါညာအင်ဂျင်ကလည်းအငြိမ်နော်အာမခံတယ်နော်စီဆိုစီစိတ်နေစီယိုတာတွေအငွေ့တွေဘာမှမရှိဘူး1.5 ဆိုတော့စီစားလဲတက်တာမယ်ကလေးချောင်းကျိုချောင်းပိုးဘာညာနော်အငွေ့မရှိဘူးမိုက်တယ်